လေးရဲ့စိတ်ဓာတ်ကိုရိုက်ချိုးမိစေမဲ့မေမေတို့မသိလိုက်ပဲပြောနေမိတော့စကားလုံးများမေမေတို့အနီးနဲ့ခလေးကိုလိမ္မာစေခြင်းတို့ပိုစူးစားစေခြင်းတို့ပြောလိုက်တဲ့စကားလုံးတွေတဲကဘယ်အချက်တွေကခလေးရဲ့စိတ်ဓာတ်ကိုရိုက်ချိုးမိတယ်လို့ဖြစ်စေတယ်လဲဆိုတဲ့စကားလုံး၅လုံးကိုပြောပြပေးသွားပါမယ်နံပါတ်1သူတစ်ပါးနဲ့နှိုင်းယှဉ်ပြီးပြောခြင်းဟိုအိမ်ကခလေးလေးကိုကြည်စမ်းသူကတော့ဘလောက်တော်လဲနင်ကြတော့ဘာလို့အဲ့ဒီလိုမဖြစ်ရတာလဲအဲ့လိုပြောလိုက်တဲ့စကားလုံးဟာခလေးဟာသူ့ကိုယ်သူတန်ဖိုးမရှိဘူးလို့ခံစားရပြီးသူတစ်ပါးအပေါ်မနာလိုစိတ်နဲ့အမုန်းပွားမှုကိုငငယ်ရရနဲ့တင်ယူသွားစေပါတယ်နံပါတ်2ခလေးရဲ့စူးစမ်းမှုကိုလစ်လူရှုပြီးအပြစ်တင်ခြင်းဒါလေးများအောင်မြင်တာဘာစမ်းတာမို့လို့လဲဟိုမှာအမှတ်ပြရတဲ့သူတွေတောင်ရှိသေးတယ်အဲ့လိုပြောလိုက်ခြင်းဟာကလေးကဘလောက်ပဲစူးစမ်းမိမိတို့ကအတိမတ်မပြူဘူးလို့ထင်သွားတဲ့အခါနောက်ပိုင်းမှာဘာကိုမှစူးစမ်းခြင်းစိတ်မရှိတော့ပဲစိတ်တက်ကြလွယ်သွားပါတယ်နံပါတ်3ခလေးရဲ့စိတ်ခံစားချက်ကိုပေါ့ပြက်ပြက်သဘောထားခြင်းဒါလေးနဲ့ငိုနေတာလားဘာမှမဟုတ်တာကိုမငိုနဲ့ခလေးကလားနဲ့အဲ့လိုပြောလိုက်ခြင်းဟာသူ့ရဲ့ခံစားချက်ကအရေးမကြီးဘူးလို့ထင်သွားပြီးကြီးလာတဲ့အခါစိတ်ခံစားမှုကိုဖွင့်မပြောတတ်တဲ့သူလူတော့မတိုးတဲ့သူဖြစ်လာနိုင်ပါတယ်နံပါတ်4ခလေးကိုချင်းချောက်ပြီးပြောခြင်းနင်အခုချက်ချင်းမလုပ်ရင်ငါနင့်ကိုပြစ်ထားခဲ့မှာနင့်ကိုမချစ်တော့ဘူးအဲ့လိုပြောခြင်းကချစ်ချင်းမြတ်တာဆိုတာအလေးအထက်လုပ်လို့ရတဲ့အရာလို့ထင်သွားပြီးခလေးမှာအမြဲတမ်းစိုးရိမ်စိတ်ဝင်နေတတ်ပါတယ်နံပါတ်5ခလေးရဲ့ပင်ကိုအရေးချင်းကိုကဲရခြင်းနင်ကတော့အမြဲတမ်းအဲ့ဒီလိုပဲဘယ်တော့မှအမှားမပြင်ဘူးလုံလိုက်တာအဲ့ဒီလိုပြောခြင်းကခလေးရဲ့စိတ်ထဲမှာငါကညံ့တဲ့သူဆိုတဲ့လေးပဲကတ်သွားပြီးတကယ်ပဲဘာမှမလုပ်ရတဲ့သူဖြစ်သွားစေပါတယ်ခလေးကိုအဲ့ဒီစကလုံးလေးနဲ့စုမိအစားတာမီမီဘာဖြစ်လို့လဲမမေဘာကူညီပေးရမလဲလို့ပြောင်းပြီးပြောကြည့်ရအောင်နော်မမေတို့ကအမှတ်မထင်ပြောမိရဲ့စကလုံးတွေရှိလားရှိရင်ကွန်မန့်မှာပြောသွားပေးခဲ့ပါအောင်နော်နောက်ထပ်လည်းဗီဒီယိုလေးတွေထပ်တင်ပေးဦးမှာဖြစ်လို့အကောင့်ကို follow လုပ်ပေးသွားပါအောင်နော်